အသက်30ကျော်ပြီဆိုတာနဲ့မဖြစ်မနေသုံးသင့်တဲ့ skin care step 5မျိုးကိုမမိုးကဒီနေ့မှာပြောပြပေးခြင်းနဲ့ဆယ်ကျော်သက်တည်အနေနဲ့ဆိုလို့ရှိရင်တော့ skin care က3မျိုးပဲလိုတယ်ဒါပေမဲ့တို့အသက်30ကျော်ပြီဆိုလို့ရှိရင် skin care step က5မျိုးသုံးရမယ်ပေါ့နော်ဒီ5မျိုးထဲမှာမျက်နှာသစ်ပါမမိုးကထည့်ထားလို့5မျိုးဖြစ်တာပါပထမဦးဆုံးကဘာလဲဆိုတော့ cleansing ပေါ့နော်cleansing သုံးရမယ် cleansing ကဘာလို့သုံးရတာလဲဆိုတော့ကိုယ့်ရဲ့ဒီကိုသုံးမဲ့ skin care တွေကိုမျက်နှာတွေကိုတည်တည်ချာချာစိတ်ဝင်နိုင်ဖို့အတွက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မမိုးရဲ့မျက်နှာမှာ dead cell တွေရှိတယ်ပေါ့နော်အဲ့ဒီ dead cell တွေကိုဖယ်ဖို့အတွက်ပြီးရင်ကိုသုံးတဲ့ skin care တွေကိုတခြားစိတ်ဝင်ဖို့အတွက်ပြီးရင်ကိုက glow skin ရဖို့အတွက်ကြည်လင်တဲ့အသားရည်ရဖို့အတွက်ကိုဒီ cleansing ကသုံးရတာပေါ့နော်ဒါတစ်ချက်နောက်တစ်ခုကမျက်နှာသစ်ပေါ့နော်အဲ့ဒါပြီးရင်ကိုကမျက်နှာသစ်နဲ့တခြားမျက်နှာသစ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါကိုကြတော့ double cleansing လို့ခေါ်တာပေါ့နော်အဲ့ဒါကိုအသေးစိတ်ကမမိုး shape video လေးမှာပြောပြပေးထားတယ်နောက်တစ်ခုကကြတော့ serum ပေါ့နော်တိုနာကကြတော့မဖြစ်မနေလိုတဲ့အထဲမှာမပါဘူးကိုထည့်သုံးနိုင်နေဆိုလို့ရှိရင်เนาะကောင်းတယ်ပေါ့နော်အဲ့တော့ serum ကဘာလို့သုံးရတာလဲဆိုတော့ဥမာဝက်ချန်ရှိတဲ့သူဆိုလို့ရှိရင်လည်းဝက်ချန်နေမြန်ပျောက်ဖို့အတွက်ဆိုလို့ရှိရင် serum ကအလုပ်လုပ်ပေးတာ serum ပါမှအဲ့ဒီကိုယ့်ရဲ့ skin ကပြောင်းလဲမှုရှိမှာ serum step ကိုမထည့်ထားဘူးဆိုတော့ကိုယ့်ရဲ့ skin ကဘာမှပြောင်းလဲမှုရှိမှာမဟုတ်ဘူးတချို့တွေငါတို့က skin care နေတာပဲ skin ကဘာမှလည်းပြောင်းလဲမှုမရှိဘူးငါတို့လိုချင်တယ်လို့ glow skin လည်းရမလာဘူးဆိုတဲ့လူမျိုးတွေကအဲ့လိုလူမျိုးတွေ serum step ကိုထည့်မသုံးလို့ပေါ့နော်သူတို့ကmoisture တို့ sun cream တို့သုံးနေပြီးသူတို့က skin care တွေဆိုပြီးអော်နေကြတဲ့အဖွဲ့တွေပေါ့နော်အဲ့ဒါလေးတစ်ချက်ပေါ့နော်အဲ့တော့ serum ပြီးသွားပြီတကယ်လို့ကိုကအရေးကြောင်းတွေပြောက်ချင်တယ်ချွေးပေါက်ကြွေတာတွေပြောက်ချင်တယ်ဆိုလို့ရှိရင်လည်းကိုကအဲ့ serum strap မှာမမို့လို့ကိုသုံးနေတယ်မအိုစီဆိုတာမျိုးကိုမမို့တော့သုံးပေးရတာပေါ့နော်သူက serum strap မှာသုံးရတာပါအဲ့ဒါပြီးပြီဆိုလို့ရှိရင်ကိုက moisture သုံးမယ် moisture ကဘာလို့သုံးရလဲဆိုတော့အပြင်ကနေတန်းလေတန်းတွေကိုကာဗာလုပ်ပေးတာပြီးရင်ဒီမျက်နှာမှာအဆိုးတက်ကလေးကိုထိန်းပေးတာပေါ့နော်သူကအဲ့လိုအလုပ်လုပ်တာပါအဲ့ဒါပြီးရင်နောက်နေ့မှာအရေးကြီးတာကတော့ sun cream မှာကိုကညာပိုင်းကိုသိမ့်ချီတန်းဒီကိုကကဲထားတယ်ဆိုရင်နောက်နေ့မှာကိုက sun cream နဲ့တိကျကာဗာမလုပ်ဘူးဆိုလို့ရှိရင်ကိုမလို့ခြင်းတဲ့အရေးကြောင်းတွေချွေးပေါက်ကျဲတာတွေ smile line တွေအဲ့ဒါတွေလည်းမြန်မြန်ဖြစ်စီသလိုကိုညာပိုင်းကဲထားတဲ့အရာတွေကလည်းလုံးဝအလကားပဲလွှတ်ပစ်လိုက်သလိုပဲလေဘာဖြစ်လို့လဲဆိုတော့နေရောင်ကြီးကဒီလိုဓာတ်ရိုက်လာပြီဆိုလို့ရှိရင်အရေးပြားကသူက collagen ဓာတ်တွေကိုဖျက်ဆီးတာဒီပြီးရင်ကိုမလို့ခြင်းတဲ့ဒီ omega ခြင်းတွေကိုပေးတာအဲ့ဒီအတွက်ကြောင့်မလို့ကိုကဒီ sun cream ကအရန်ကိုအရေးကြီးတယ်ပေါ့နော်တချို့ကျတော့ညာပိုင်း skin care တွေမနေ့ပိုင်းကို sun cream ကိုသေးသေးချာမလိမ့်တဲ့လူတွေရှိတယ်ပြီးကိုကမီးဝနာကတ်တဲ့ဥမာအိမ်ရှင်မတွေဟင်းချက်ရတယ်ဆိုရင်မီးဝနာကတ်တဲ့ဟင်းချက်ပြီဆိုလို့ရှိရင်လည်း sun cream လိမ့်ဖို့လိုတယ် sun cream မလိမ့်ဘူးဆိုရင်ကိုယ့်ရဲ့ collagen ဓာတ်တွေလုံးဝပျက်စီးသွားမှာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်အသက်30ကျော်ပြီဆိုတော့ကိုတွေကဒီ skin care step 5မျိုးကိုမဖြစ်မနေလုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတာ